ဒီနေ့မှာကျွန်တော်တို့ဘဝအကြောင်းကျွန်တော်ကိုယ်တိုင်ပြန်ပြီးစဉ်းစားသုံးသပ်ကြရအောင်ကျွန်တော်ရဲ့ဘဝဆိုတဲ့အရာကစောက်တုံးနဲ့တူတယ်ပေါ့နော် motivation speaker တွေတော်တော်များများလည်းတော့ပြောမှာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကျွန်တော်တည်တဲ့တော့လည်းကိုးကားပြီးပြောမယ်ပေါ့စောက်တုံးမှာပါတယ်အခန်းပေါင်းများစွာပါတယ်ဒီလိုပဲကျွန်တော်ရဲ့ဘဝမှာမတူညီတဲ့အပိုင်းတွေကဏ္ဍတွေအများကြီးရှိတယ်အခန်းတိုင်းကတူညီနေလားဆိုတော့အခန်းတိုင်းကမတူညီဘူးဒါပေမဲ့စောက်တုံးမှာကပြောစရာကောင်းတဲ့အခန်းတွေလည်းပါတယ်ဒါပေမဲ့ပြီးလို့ရှိရင်စိတ်လုံးစရာကောင်းတဲ့အခန်းတွေပြီးနဝန်းနေစရာအခန်းတွေတစ်ခုပြီးတစ်ခု chapter တစ်ခုအပြောင်းအလဲတွေပါတယ်။ဘာလဲအဲ့ဒါလည်းဘဝနဲ့တွားတူတယ်။အခန်းတစ်ခန်းထဲမှာစိုးနေရုံနဲ့ဇလန်တစ်ခုလုံးစိုးသွားရတယ်မဟုတ်ဘူး။ဒါမျက်နှာအဟောင်းကိုလှန်မှကျွန်တော်တို့ကအသစ်ကိုမြင်ရမှာဖြစ်တယ်။ကျွန်တော်အရင်တော့မှားခဲ့တဲ့အမှားတွေကျွန်တော်တို့လုပ်မယ်ဆိုလို့မလုပ်ခဲ့တဲ့အရာတွေနာကျင်ခဲ့ရတဲ့အချိန်တွေနော်ဒါပေမဲ့ဒီအရာတွေကိုပဲပြန်ပြီးစဉ်းစားနေမယ်ဆိုလို့ရှိရင်နောက်ထပ်ဖြစ်လာမယ့်အရာတွေစိတ်လှုပ်ရှားစရာကောင်းတဲ့အခန်းသစ်တွေကျွန်တော်ရောက်နိုင်မှာမဟုတ်ဘူး။ဘာဖြစ်လို့ကျွန်တော်အနာဟောင်းပဲပြန်စွာနေတာသိလား။ရေးသားဟောင်းပဲတန်းနေကြတယ်လို့ပေါ့။ဒါပေမဲ့ရှေ့ဆက်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာစာမျက်နှာတွေကိုကျွန်တော်ကဘာလုပ်လဲ။plan ပြဖို့လိုတယ်။မှုဖို့လုပ်တတ်ဖို့တတိရှိဖို့လိုအပ်တယ်။တတိမရှိဘဲနဲ့အရှုံးပေးမယ်ကိုဘဝကိုဒီထဲမှာပဲနေမွန်ထားငါမလုပ်နိုင်ဘူးငါဒါကိုမသိဘူးဆိုပြီးတော့ပဲငင်းဆန်နေမယ်ဆိုလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့ဆိုတော့နောက်တစ်ချက်အနေနဲ့ကျွန်တော်ကပါလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကစာရေးဆရာ alright ကျွန်တော်ဘဝကိုကျွန်တော်ပုံဖော်နေရတာအဲ့ဆိုကိုယ့်ရဲ့ဘဝကိုဘယ်လိုပုံဖော်မလဲဆိုတာကအရင်အရေးကြီးတယ်တခြားသူတွေကဇက်ကောင်လေးနဲ့ပါဝင်လာနိုင်တယ်ဒါပေမဲ့ကိုယ့်ဘဝရဲ့ပြင်နိုင်စာရေးဆရာကဘာလို့လဲကိုယ်တိုင်ပဲဖြစ်တယ်အဲ့ဆိုကိုယ်ဇလန်းကိုကျွန်တော်ကကိုယ့်ဘာသာကိုဘလို့ပုံဖော်မလဲဘလို့အဆုံးသတ်မလဲဆိုတာကိုယ့်ရဲ့လက်ထဲမှာ80%လောက်ရှိတယ် 100% လို့ပြောချင်တယ်ဒါပေမဲ့80%ပေါ့ကျန်တဲ့20%ကတော့ကိုယ့်ရဲ့ emotion နဲ့ attach တွေဘာတွေသိရမလားဒီပတ်ဝန်းကျင်ရဲ့ဟိုဟာတွေဘာတွေရိမ့်သွားတဲ့အချိန်ခါမျိုးတွေဆုံးဖြတ်ချက်အမှားတွေလည်းရှာတတ်တယ်ဒါပေမဲ့လေဒီအရာတွေလှုပ်ဆောင်တိုင်းကဘာလဲဆိုတော့ကိုယ့်ရဲ့ဘာသာကိုပုံဖော်နေတာပဲဖြစ်တယ်အဲ့ဆိုတော့အဆုံးသတ်မရှိဘူးလား yes အဆုံးသတ်ရှိတယ်အဆုံးသတ်ဆိုတာရှိစမြဲပဲစာအုပ်တိုင်းမှာဏိဂုံးရှိတယ်ဘဝမှာလည်းအရှိန်အကန့်အသတ်တွေနဲ့ကျွန်တော်တို့ရဲ့ဘဝရဲ့အရှိန်ဘဝရဲ့အခန်းကဏ္ဍတွေအကန့်အသတ်တွေနဲ့ရှိကြတယ်ဒါကြောင့်ကိုယ့်ရဲ့စာအုပ်ကိုဖတ်ရကြုံနဲ့တဲ့စာအုပ်ဖြစ်ဖို့ကိုလိုအပ်တယ်ပေါ့နော်အတိတ်ပဲရှိတဲ့ဇာတ်လမ်းလေးတစ်ပုဒ် history လေးတစ်ပုဒ်ကိုရေးထားနိုင်ခဲ့ဖို့အရင်ရေးကြီးတယ်အခုကျွန်တော်တို့ရောက်နေတဲ့အခန်းဘက်မှာလည်းသင်ရောက်နေတဲ့အခန်းကဘယ်အခန်းကဏ္ဍမှာရောက်နေတာခက်ခဲတဲ့အချိန်လားပျော်ရွှင်တဲ့အချိန်လားအတိုက်အခံနဲ့ညှင်းဆန်နေရတဲ့အချိန်လားအဲ့ဆိုတော့ကျွန်တော်ရောက်နေတဲ့အခန်းကြီးကဘလောက်ပဲခက်ခဲနေပါစေတခုပဲမှတ်တာဒါကဇလန်းရဲ့အဆုံးသတ်မဟုတ်ဘူးဇလန်းရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတာကိုယုံကြည်ထားဖို့လိုအပ်တယ်အဲ့ဆိုတော့အခုမိတ်ဆွေကရောအခုလက်ရှိမှာဘဝရဲ့ဘယ်လိုအခန်းကဏ္ဍမျိုးရောက်နေလဲဆိုတာကိုကိုမတ်မှာညီသွားပြလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်